ငစုံမျိုးနဲ့မမျိုးသားကြီးရွာတာယာစရာရွာအကြောင်းကလေးကစားအကြောင်းလေးတောင်ကုန်မယ်မထင်မှာတရွာလုံးကလည်းဧည့်သည်လာကိုမျောလင့်နေကြတာလာမယ်ဆိုခကြီးသွားတာမိရထားနဲ့လဲစင်တင်လို့သာရွာလေလမ်းများကနဲ့ကုန်ကလေးလမ်းများဖြောင်းမျိုးညီညီညာရွာဝင်မျိုးဦးเจ้าနဲ့ထမင်းဆိုင်များနဲ့သာသာရစီးကြလို့ဖြစ်နေမှာအပြင်းရဲ့ဖြီးစရာမြို့သားရွာကိုလာခဲ့စေချင်တာတကောက်တစ်ခါရောက်လန်းခဲ့ပါငစုံမျိုးနဲ့မမျိုးသားကြီးရွာတာယာစရာရွာအကြောင်းကလေးကစားအကြောင်းလေးတောင်ကုန်မယ်မထင်မှာတရွာလုံးကလည်းဧည့်သည်လာကိုမျောလင့်နေကြတာလာမယ်ဆိုခကြီးသွားတာမိရထားနဲ့လဲစင်တင်လို့သာရွာလေလမ်းများကနဲ့ကုန်ကလေးလမ်းများဖြောင်းမျိုးညီညီညာရွာဝင်မျိုးဦးเจ้าနဲ့ထမင်းဆိုင်များနဲ့သာသာရစီးကြလို့ဖြစ်နေမှာအပြင်းရဲ့ဖြီးစရာမြို့သားရွာကိုလာခဲ့စေချင်တာစုတောင်းပြမင်္ဂလာကျောင်းတော်ကြီးနဲ့ဆရာတော်ဦးတီလောကဂုဏ်ပြင်းနေမွေးကစုတောင်းပြမင်္ဂလာကျောင်းတော်ကြီးနဲ့ဆရာတော်ဦးတီလောကဂုဏ်ပြင်းနေမွေးကနိဗ္ဗာန်အသွားတကားဖွင့်လို့သာတရားဓမ္မများသင်ကြားပေးခဲ့တာနှွေမိုးဆောင်အလီပြောင်းချီပေးမဲ့ဗျာပြီးတွယ်ပြီးနှံဆိုင်ခင်းများနဲ့ပန်းငင်ကလေးတွေရောင်စုံဖြာလှလှပပပူငုံဝေဖြာတွေဝါရောင်စပါးကင်းများနဲ့မြင်ရသူတိုင်းကြည်နူးဝမ်းသာအပြင်းရဲ့ပြည်စရာမြို့သားရွာကိုလာခဲ့စေချင်တာရွှေချောင်းဘုရားကိုဖြတ်ခါသွားတော့ဈေးကြီးကိုထင်ရှားခဲ့တာချင်းသိနှကောင်ဘုရားကြီးလဲဦးတိုက်လို့တည်ထားပေ